Hello guys ကျွန်တော်ပဲ cancel ပဲဒီနေ့မှာကျွန်တော် server ဆောက်မှာဖြစ်ပါတယ်ဒီ server မှာကျွန်တော်တကယ်ကြီးအတူအိမ်နေဆောက်မယ် fan နေဆောက်မယ်အကုန်လုံးမှာဖြစ်ပါတယ်ဆိုတော့ let's go ကျွန်တော်ဘာလို့အနေနဲ့ daily ခေါ်လိုက်အောင်ကဲဆိုတော့ကျွန်တော် daily ခေါ်ဖို့ဆိုတော့ pickaxe လုပ်ပြီး stone လေးတူပြီးကျွန်တော်အစာလေးရှာလိုက်ရအောင်ကဲကျွန်တော် cobblestone တူပြီဆိုတော့ကျွန်တော်အပေါ်တက်ပြီးတော့ cobblestone pickaxe လေးကို cobblestone H2 ဘောက်တက်လို့ရအောင် let's go ဆိုတော့ craft ရအောင်ဒါပြီးတော့ကျွန်တော်တကယ်ချင်းအသက်တွေနဲ့ခေါ်ဆုပ်ရှိပါတယ်ခင်ဗျအခုတော့ကျွန်တော်ဗီဒီယိုလေးကို like and subscribe share လေးနဲ့ကူညီကြည့်ပါကြောက်အောင်ဆိုတော့ pickaxe နဲ့ H လေးလုပ်ဖို့ဆိုတော့ကျွန်တော်အသားလေးရှာလိုက်ရအောင်ဆိုတော့ဘိုင်လက်စားတော့မဆိုခဏနေကဲဦးကျွန်တော်ရှိုင်းရတော့ပင်နဲ့အနီးနာမှာကျွန်တော်အိမ်လေးဆောင်မှာဖြစ်ပါတယ်ကဲ let's go ကျွန်တော်တပင်လေးခုံမယ်လေးဆောင်မှာဖြစ် let's go okay ကျွန်တော်တက်ခုတ်လေးပြီးဆိုတော့ကျွန်တော်အသားလေးနဲ့กินထားလိုက်မှာခင်ဗျာဟိုအိမ်ဆောင်တော့ဖြစ်ပါတယ် let's just select ကြည့်ရှုပါဦးကဲကျွန်တော်အိမ်လေးဆောက်လုပ်ပြီးဆိုကျွန်တော်အိမ်လေးရအောင်မနေ့ကမလို့ဆက်ရှိဆက်လုံးကျွန်တော် mine တူမယ် iron ရှာမယ် let's go ကဲကျွန်တော်မနေ့လည်းမိုးလင်းပြီဆိုတော့ကျွန်တော်တို့ mine တူအောင် okay ကျွန်တော် mine တူ pickaxe ကpickaxe ကပြလာမှာเนาะ sorry okay finally ကျွန်တော်နောက်ဆုံးတော့ iron pick ကျွန်တော် iron တူမယ်ခိုးတူမယ်ပြီးpickaxe ပိုင်းလည်းလို့အောက် diamond တူမယ်တူပြီလောက်ဒီနေ့ကတော့ဗီဒီယိုရှေ့တော့မလုပ်တော့ဘူးဒီလိုလေးနဲ့ပြလိုက်ပါနောက်နေ့ကျရင်တော့စက်တင်ပေးပါမယ်ဗီဒီယိုရှေ့ okay ပါ
ကျွန်တော်ခိုးတိုးနေနဲ့ iron တွေ့ပါတယ် yes iron တွေ့ပါမယ် โอเคကျွန်တော်တင်ရင်မိုင်းတွေအကြီးတစ်ခုရှိရဆိုပြီးကျွန်တော်ခေါ်ရပါတယ်ကဲတရှိုးလေးရအောင်ဟောပါဒိုင်းမွန်းကရှိလောက်တော့မိုင်းတွေကတော်တော်ကြီးတယ်ကဲကျွန်တော်ပြောရင်းဆိုရင်လည်းဟိုမှာဒိုင်းမွန်းတွေ့ရဟိုမှာတော့ဘရိုမြင်ရတာမသိကျွန်တော် crafting တွေမှာ crafting လုပ်ပြီးတော့ကျွန်တော် iron picket လေးနဲ့ diamond တူပါဖြစ်ပါတယ်โอเคကျွန်တော်ပထမဆုံးစစ diamond diamond 4တုံးပြโอเคဒီနေ့ကကန်ကောင်းတာပြီကျွန်တော်တကယ်နှစ်ယောက်တယောက်တစ်လုံးမဟုတ်ပဲတယောက်နှလုံးဖြစ်သွားပါတယ် let's go အောက်ဆုံးတွေ့ကြပါတယ် spider ကြီးရှိမလားဆိုကျွန်တော်တက်ကြည့်ပါမယ်โอเคကျွန်တော် cave ကထပ်မရှိတော့ဆိုတော့ပြန်ထွက်ရအောင် let's go ပြန်ထွက်မယ်ဒီ migrate နေရာကျွန်တော်ရှိလိုက်ပြီဘရိုကြည့်ရလုံးဝပြင်းသွားမှာဆိုလို့ပြโอเคเนาะကျွန်တော်ရှိလိုက်ရအောင်โอเคကျွန်တော် minus 2 ပဲဆိုတော့ကျွန်တော်အိမ်ကိုတက်ပြီးတော့အိတ်လဲရအောင်ကျွန်တော် minus 2 ကကြီးအာရုံကျွန်တော်တက်လိုက်မယ်โอเคဒီနေ့တော့ diamond နဲ့တုံးရပါတယ်တန်ပါတယ်ကျွန်တော်တွေ့တော့โอเคကျွန်တော်မလဲမိုးလေးမရှိတော့ကျွန်တော်ငါးလေးခဏမြလိုက်ရအောင်ငါမြတာကခုန spider ဂျူနဲ့ fishing rod လုပ်လိုက်ပါတယ် let's goကျွန်တော်ငါးမြတော့ငါးချက်ကုန်လို့ရပါတယ်ဒါပေမဲ့ဘရိုပြင်းမှဆိုလို့ကျွန်တော်ဖြတ်လိုက်ပါလေပြီးတော့ကျွန်တော်ရတဲ့ဟာလေးနဲ့ကျွန်တော်အာမလေးနည်းနည်းရတယ်လို့လိုက်ပါမယ်တော့မဟုတ်ရင်ကျွန်တော်တင်ပါဆိုလို့ပြโอเคကျွန်တော် iron chest plate နဲ့ iron bomb ပဲလုပ်လို့ပါမယ်လို့ဆိုတော့ကျွန်တော်မှာ iron အလုံးလုံးမရှိတော့အတွက်နောက်နေ့မှာ mining ဆက်သွားပြီးတော့ကျွန်တော် diamond 2နဲ့တူပြီး iron နဲ့ iron နဲ့ဖြည့်လိုက်โอเคပြီးတော့ကျွန်တော်လိုက်ပါပြီလုံးဝခံကြသွားပြီโอเคကျေးဇူးပေးခဲ့တရားရှင်းကြအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကဲအခုတော့တက်တာလို့ဝချင်ရပါပြီခင်ဗျာနောက်နေ့မှထပ်တင်ပေးပါမယ်အားလုံးဝင်တက်တာကျွန်တော်မထော်သားခင်မှာ like share subscribe အားလုံးလုပ်ခဲ့ပါခင်ဗျာကျွန်တော်ဘာလဲကျေးဇူးအထူးတင်ရှိပါခင်ဗျာဒါကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုဖြစ်ပါတယ်နောက်ထပ်တင်မှုလည်းရှိပါတယ်ကျွန်တော်ဒီ season လိုက်တင်မှာဖြစ်ပါတယ်အားလုံးပဲ thank you ပါ